ဆင်းရဲတာမွဲတေတာစိတ်တက်ပဲစိတ်တက်ပဲလောကမှာဘယ်သူမှထင်မသေးပါနဲ့လူတွေသူ့နေရာနဲ့သူတော်ကြပါတယ်မှားပြီလို့သိတာနဲ့ဝန်ချကြော့နိုင်တာအဲ့ဒီလူသူတော်ကောင်းပညာရှိဖို့မခက်ဘူးပညာတွေတက်အောင်တင်ပညာတက်ပြီဆင်ញံုံတရားတွေအားကောင်းပညာရှိတယ်ပညာတက်ပေါ်ပါတယ်ပညာရှိလဲပေါ်ပါသေးတယ်ပညာရှိသူတော်ကောင်းရှားတယ်လူတွေပညာရှိသူတော်ကောင်းဖြစ်စေချင်ပါတယ်စာဖတ်ခြင်းဖြင့်မြင့်အောင်မြင့်မှာပညာရှိအောင်လုပ်ပါစိတ်ကောင်းရှိခြင်းဖြင့်နှိမ်ချခြင်းဖြင့်ကြီးမြင့်အောင်မြင့်ပါအဲ့လိုလူတော်တွေလူကောင်းနေတော်လဲတော်တယ်ကောင်းလဲကောင်းတယ်များရင်မြင့်တဲ့လူတွေကမိမိကိုယ်ကိုမိမိမြင့်အောင်မြင့်ပြီးရင်ဘယ်တော့မှငြိမ်ငြိမ်မနေဘူးကိုယ်ပတ်ဝန်းကျင်ကိုမြင့်ပါလိမ့်မယ်ကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုမြင့်အောင်မြင့်ကြပါလိမ့်မယ်လူအားလုံးစာဖတ်ကြပါစိတ်ကောင်းရှိပါမိမိကိုယ်ကိုမြင့်အောင်မြင့်နိုင်ကြပါစေကိုယ်တိုင်းပြည်ကိုယ်လူမျိုးကိုလည်းမြင့်အောင်မြင့်နိုင်ကြပါစေဓမ္မယုံကြီးထဲမှာဟောပြောရတာဖြစ်ပါတယ်နောက်ဖက်မှာဖျားရှိပါတယ်ကြောင့်ရှေးဥစွာမြတ်စွာဘုရားကိုရိုသေစွာရှိခိုးကြတော့ပါတယ်ဓမ္မယုံဆိုတော့ဓမ္မတရားတော်မြတ်အပေါင်းကိုလည်းရိုသေစွာရှိခိုးကြတော့ပါတယ်ဒီဟောပြောပွဲကိုကြောက်ရောက်ခြင်းဖြင့်အားပေးနေကြတဲ့တန်ဃာတော်ရှင်မြတ်အပေါင်းကိုလည်းတပည့်တော်ရိုသေစွာရှိခိုးကြတော့ပါတယ်တပည့်တော်ကရိုးကြောစစ်ယောဂရှိတဲ့အတွက်အခုလိုထိုင်ပြီးတော့ဟောရတာအာဂါရဝဖြစ်ရင်ခွင့်လွတ်ပါလို့တန်ဃာတော်ရှင်မြတ်များကိုရိုသေစွာရှိခိုးကြတော့တောင်းပန်ပါတယ်ဒီဟောပြောပွဲလာရောက်နှထောင်နေသူတွေမှာကျွန်တော်တဲ့ဂုဏဝုဒ္ဓိဝေယဝုဒ္ဓိသီလသမာဓိဉာဏ်ပညာကြီးတဲ့သူတွေပိုင်လဲအခုလိုထိုင်ပြောရတာခွင့်လွတ်ပါလို့တောင်းပန်ပါတယ်ကျွန်တော်ကရိုးကြောစစ်ယောဂဆို rheumatoid arthritis တဲ့သူကအစစ်တွေမတန်ပါဘူးဒူကောင်းအစစ်တွေပူတိတာပါစေကြာမရနိုင်ပါဘူးလမ်းလျှောက်ရင်လဲကိုမလဲအောင်တိတ်မလျှောက်နိုင်ပါဘူးကလေးများလိုပဲရနိုင်ပြီအဲ့လိုအားပေးပြီးရနေရတယ်လျှောက်နိုင်ပြီဒုက္ခညီနဲ့လျှောက်ရပါတယ်ဒီယောဂကလည်းတော့ကြွကြတယ်အမျိုးသမီးတွေဖြစ်တာများတယ်တဲ့အမျိုးသားတွေဖြစ်တာအတော်ရှားတယ်။ဩကိုတောင်တန်ရဖြစ်မိပါတယ်။ဟုတ်မှာဟုတ်ရဲ့လား။ငယ်တုန်းကတော့ဘောလုံးသမားပါပဲ။မန္တလေးတက္ကသိုလ်ဘောလုံးလက်ရွေးစင်ပဲ။အခုတော့ဘူစီပေါင်းတောင်မကန်နိုင်ပါဘူး။ကန်ရင်လဲမှာပဲ။မန္တလေးတက္ကသိုလ်ကဝါဆိုလာပြည်နေမှာမန္တလေးတောင်ကိုတမနဲ့ထဲနှစ်ခေါက်တက်တယ်ရိုးမဟုတ်ပါဘူးလေကရစ်တွေကိုတစ်ထစ်ကျော်ခုံပြေးပြီးတော့တက်တယ်ဟိုးရှေ့ကောင်မလေးတွေကိုမှီအောင်လိုက်တာခုတော့မလိုက်နိုင်ဘူးလိုက်ချင်စိတ်လည်းမရှိတော့ပါဘူးဟောတန်လျင်မြို့စာပေချစ်မြတ်နိုးလိုက်တာလေးစားပါတယ်3ရက်ဟောတာတနေ့2ယောက်နဲ့လူတွေရောညင်းငွေပြီးတော့လာပါမလားလို့အောင်းမိတာဓမ္မယုံကြီးနဲ့အပြည့်ပါပဲလာရောက်ပြီးတော့နားထောင်အားပေးကြစုတွေပေးတယ်
6ဘာသာဂုဏ်တူးရှင်တွေလည်းစုပေးမြန်မာစာဂုဏ်တူးရှင်တွေကိုစုပေးလူတွေကလက်ခုပ်ဩဘာပေးတယ်စုရတဲ့လူတွေကလည်းတော်လိုက်တာဂုံပြုတ်တိုက်တယ်ချီကျူးတိုက်တယ်သူ့ရဲ့တော်တာကိုစ조사အားထုတ်မှုရဲ့အောင်မြင်မှုပဲအဲ့ဒီအောင်မြင်မှုကိုဟိုဂုံပြုတ်ရကောင်းမှန်းချီကျူးရကောင်းမှန်းစုပေးရကောင်းမှန်းသိတယ်မြို့မိမြို့ဖလူကြီးများကိုလည်းလေးစားပါတယ်လေးစားပါတယ်လက်ခုပ်တီးတယ်ဆိုတာကမုဒိတာဝမ်းသာဝမ်းမြောက်ဝမ်းသာဖြစ်တယ်အဲ့ဒီမုဒိတာလက်ခုပ်ကိုတီးရတာလက်ခုပ်တီးရင်းနဲ့ကုသိုလ်တွေရတယ်ဟိုးတော်လိုက်တာချီးကျူးပါရဲ့ဝမ်းမြောက်ဝမ်းသာလက်ခုပ်ဩဘာပေးတယ်မုဒိတာမဖြစ်ရင်မနာလိုစိတ်ဖြစ်တတ်တယ်အဲ့ဒါအကုသိုလ်ပါပဲဒါကြောင့်မို့လို့စုရတဲ့လူနဲ့စုပေးတဲ့လူနဲ့မုဒိတာလက်ခုပ်များကိုချီးမြှင့်ကြသူတွေနဲ့ဓမ္မယုံကြီးထဲမှာဂုဏ်ကျက်တည်မင်္ဂလာရှိပါပြီတယ်လို့ပြောချင်ပါတယ်။အိုးဝန်သားစရာကောင်းတာတခုကကျွန်တော်ဒီမှာရောက်လို့ထိုင်တော့လာနှုတ်ဆက်တဲ့ပုဂ္ဂိုလ်တူကဘယ်သူတော့ဆိုတာတွန်းမြင့်သိန်းနဲ့ဝန်သားလိုက်တာလေရင်းသားဆောချစ်စာရေးဆရာမဖြစ်သေးဘူးကာတွန်းမြင့်သိန်းရဲ့စံရွှေမြင့်ကိုသိချစ်တာပဲစံရွှေမြင့်နဲ့ကြီးခဲ့ရတယ်စံရွှေမြင့်ပုံကလေးကိုစွဲနေအောင်ချစ်တယ်ခုထိအဲ့ဒီပုံကလေးကမျက်စိထဲမှာစွဲနေပါတယ်ဟောကိုယ့်ရဲ့စီနီယာကြတယ်ကာတွန်းဆိုပေမဲ့လို့သူ့ဝတ္ထုတွေဟာသိကောင်းတာပဲတကယ်ပြည်သူတွေကဘဝသရုပ်တွေကိုဖော်တဲ့ဝတ္ထုတွေအဲ့ဒီဝတ္ထုကိုလူငယ်တွေဖတ်ချင်အောင်အယုတ်ကလေးတွေနဲ့ရေးဆွဲပြီးတော့ပုံဖော်ပြတယ်ငယ်သောသူတွေကိုစာပေနဲ့မိတ်ဆက်ပေးခဲ့တဲ့ဆရာပဲကျေးဇူးတင်ပါတယ်အဲ့လိုအနေပြီးယုတ်ကလေးတွေကိုသဘောကျလို့စာပိုင်ရင်နှုတ်တော့အယုတ်မပါစာကြည့်ဖတ်တဲ့ဘဝကိုကျွန်တော်တို့ရောက်ခဲ့ရတာပါပဲနောက်တစ်ယောက်ကတော့ကျွန်တော်နဲ့တူတူဟောမယ်ကာတွန်းမြေစာသူကတော့ခေါင်းမှာဆေးအဖြူတွေဆိုးထားပါတယ်ခင်မိပါတယ်ကျွန်တော်ကတော့အနက်ဆိုးထားပါတယ်ခင်မမိပါဘူးခင်မမိပါဘူးကာတွန်းမြေစာကလည်းကျွန်တော်ရဲ့စီနီယာပဲငယ်ငယ်လေးနဲ့အောင်မြင်တာမန္တလေးကထုတ်တဲ့လူထုသတင်းစာမှာမြေစာဆိုတဲ့လက်မှတ်ကလေးချစ်စရာကောင်းတယ်မြေစာသူကာတွန်းပုံနေကျွန်တော်မချစ်ဘူးသိအမြန်ကတ်တာပဲကောက်ကောက်ကွေကွေလေးတွေဘာလဲကွာမကြိုက်ဘူးသို့တော့သူဖော်ပြတဲ့ဟာတွေကကောင်းတယ်နှုတ်တော့ဖိုင်ရင်နဲ့အဲ့ဒီပုံလေးတွေချစ်လာတယ်သဘောကျလာတယ်သူကကာတွန်းဆိုတာရုပ်ကိုလှအောင်ဆွဲနေတာမဟုတ်ဘူးသူပြောချင်တဲ့ဟာတခုတယောချင်တာတခုဒါလေးကိုသူကပုံပေါ်အောင်ဖော်ပြတာအယုတ်ကလေးကကိုစားပြုပြီးတော့ဆိုပါစို့လွယ်ကလေးပဲသူယုတ်ကလေးတွေလိုက်ဆွဲလွယ်လေးပဲတမန်တကယ်ကိုယ်နဲ့လိုက်ဆွဲရင်တော့လွယ်ခြင်းမှလွယ်အဲ့ဒီယုတ်ကလေးတွေကိုကြည်ရင်နဲ့နောက်တော့ကျွန်တော်ချစ်ခင်သဘောကျလာတယ်နောက်တော့အဲ့ဒါအတော်မြင့်နဲ့တီထွင်မှုပါလားသူ့ရဲ့တီထွင်တတ်တဲ့ကာတွန်းကိုယ်ပိုင်အယုတ်ကလေးတွေကိုတီထွင်တတ်တဲ့မြေစာကိုလေးစားတယ်သဘောကျတယ်လွန်ခဲ့တဲ့2ရက်ကပဲကျွန်တော်သာစီမှာသွားဟောတော့ OPJ နဲ့ OPJ ကိုဒီအကြောင်းပြောပြတယ် OPJ ကပြောတယ်ဆရာသိမြင့်တာပဲတဲ့သူကာတွန်းနေရှင်းမြင့်နေဆရာကျွန်တော်လည်းသိလေးစားတယ်
သဘောကျတယ်လို့ပြောပါတယ်ကျွန်တော်ပြီးရင်ကိုမြေစာဟောပါလိမ့်မယ်ဒီတော့ဒီမှာလာရောက်ပြီးတော့ဟောပြောရတာနှစ်ယောက်တည်းဆိုတော့အချိန်လဲအာရပါရပြောလို့ရပါတယ်လာရတာလဲအဆင်ပြေပါတယ်ကိုမြေစာကကျွန်တော်မင်္ဂလာတော်ကလာရတာသူကမြို့တွေကလာရတာဆိုတော့အရင်ရောက်မှာမင်းအရင်ဟောနေกว่าသူကကားပိတ်နေတယ်ရင်ကြောကြက်တဲ့အထက်ညက်သွားတယ်ကျွန်တော်ကဈေးကဘာမင်္ဂလာတော်ကလာမယ်ဈေးကဘာထွက်ပြီးတော့မြောက်တကုံဘက်ကနေအပြင်လမ်းကပတ်လာတော့အရင်ရောက်တယ်အဲ့တော့အရင်ရောက်တဲ့အတွက်ငါအရင်ဟောမယ်ကျွန်တော်အရင်ဟောခွင့်အနိုင်ကျင့်ပြီးယူလိုက်တာပါပဲအဲ့တော့ကျွန်တော်လာရတာအဆင်ပြေတယ်ဟိုးစာရေးဆရာဆိုတာတစ်ခါကြတော့လေလေမြန်ကြီးနဲ့နိုင်ငံခြားအထိသွားဟောရထက်တန်းကြပါတယ်ဘဝင်မြင့်စရာပဲတစ်ခါကြတော့လေထော်လာကြီးနဲ့လေကွင်းနဲ့ဖြတ်မောင်းသွားဖင်းလေးကိုကျိန်းလို့ဟိုးဘဝင်ကနှိမ့်သွားပြန်ဘဝင်မြင့်လိုက်ဘဝင်နှိမ့်လိုက်နောက်တော့မျှသွားတာပေါ့ဟိုးပဲရွာတရွာကလာဖိတ်တယ်ဗျရွာနာမည်ကမုံနဲ့အချစ်လည်းမဟုတ်ပါဖြူထီအောင်တော့အဲကွန်ဘတ်စီရမယ်တဲ့ဖြူကနေဟိုဘက်4မိုင်လောက်တော့ဆိုင်ကယ်စီရမယ်ဆရာဟိုးရပါတယ်4မိုင်လောက်တော့ဖြစ်ပါတယ်အဲ့တုန်းကကျွန်တော်ဒုကောင်းနေပါတယ်ဒီလိုမဆိုးသေးပါဘူးရှောက်နိုင်သွားနိုင်ပါပဲကျွန်တော်တို့လိုက်သွားတယ်ဖြူကိုရောက်တော့ဘတ်စကားပေါ်ကဆင်းဆိုင်ကယ်တွေလာကြုံနေပါတယ်စီး20လောက်ရှိပါတယ်ကျွန်တော်ဆိုင်ကယ်တစ်စီးပေါ်ခွာထိုင်မိတယ်ဆိုရင်ဖြူမှရှိတဲ့မိတ်ဆွေတယောက်ကတွေ့သွားတယ်ဆရာဘယ်သွားမလို့တော့နဲ့လမ်းအော်မေးတယ်မုံကိုသွားမလို့ပါဖြူကလူကသိတာပေါ့အဝေးကြီးပဲနော်တဲ့ကျွန်တော်လူလေလုတ်ပြီးပြန်ပြောလိုက်ပါတယ်မဝေးပါဘူး4မိုင်နဲ့ပါကျွန်တော်တို့က4မိုင်လို့ပြောတာကိုဖြူကလူကခေါင်းခါပြမကဘူးနော်10မိုင်ကျော်လိမ့်မယ်တကယ်ခေါ်သွားတော့14မိုင်ရှိပါတယ်10မိုင်နှုတ်ပြီး4မိုင်လို့ညာခေါ်သွားဆိုင်ကယ်စီးရတာဖင်လေးကိုကျိန်းလို့ပါကျွန်တော်ဆိုင်ကယ်စီးတဲ့ကောင်လေးကသေးပူလေးကျွန်တော်ခေါင်းကသူ့ခေါင်းပေါ်ကျော်လို့ကောင်းပါတယ်ရှေ့ကမြင်ကွင်းရှင်းတာပေါ့သူ့မေးတယ်မင်းနာမည်ကဘယ်သူတော့လာလူတဲ့သူကောင်းနာမည်တစ်မျိုးပဲလာလူကြောက်ပါအဲ့လာလူကိုငါချစ်ဥလို့သဘောထားပြီးဒီကောင်ခါကိုကျွန်တော်တင်းနေအောင်ဖက်ရတယ်မဖက်ရင်ကျွန်တော်ပြုတ်ကြမှာပဲ10မိုင်လောက်စီးပြီးတော့စစ်တောင်းမြစ်ကြီးကိုရောက်အဲ့မြစ်ကဘာတိုင်စီးနေရတယ်ကြာကြီးပဲစစ်တောင်းမြစ်ကဘာလည်းအနက်ကြီးပဲအောက်ငုံကြည့်လိုက်ကြာရင်တော့သေမှာပဲကဘာလည်းဗျာကမ်းပြိုတော့အပဲ့အရွက်ကြီးပဲဟိုပေါင်မုံကိုကြွက်ကြိုက်ထားတာနဲ့တူတယ်ညာဘက်ကယာခင်းကလေးရှိတယ်သူ့ယာခင်းထဲကိုဆိုင်ကယ်တွေဖြတ်မှစိုးလို့စုကတ်တွေနဲ့တားထားတယ်ကျွန်တော်တို့အပဲ့တွေဘေးကဝိုက်စီးနေရတယ်ကျွန်တော်ကကြောက်တယ်လာလူကိုပြောတယ်လာလူမြစ်ကြီးကလည်းပြိုလိုက်တာနော်လာလူကပြန်ပြောတယ်ဟုတ်တယ်ဆရာကြီးတအားပြိုတာပဲအေးငါတို့ခုလိုသွားနေတော့မပြိုနိုင်မှုမို့လားကျွန်တော်ကြောက်လို့ပြောတာပါလာလူကပြန်ပြောတယ်အချိန်မရွေးပြိုနိုင်ပါတယ်ဟောဒီကောင်ကလည်းမလိမ္မာဘူးလူကြီးကကြောက်လို့မေးတာအမှန်တိုင်းပြောတယ်ရင်တဖိုးဖိုးနဲ့လိုက်သွားရတယ်နောက်တစ်ယောက်ပါသေးတယ်သူ့မောင်ရုပ်ရှင်မင်းသားသူ့မောင်ဒီကောင်ကသူဆိုင်ကယ်စီးတဲ့ကောင်လေးကပိန်မိန်ပါနှကွင်းကလေးနဲ့သူ့မောင်ကလည်းသူ့မော်ဒယ်လေးသူတင်းနေအောင်ဖက်လို့နောက်တစ်ယောက်ကပါသေးဘယ်သူတော့ဆိုတော့ချစ်ဦးညိုဒီကောင်ကတော့ကံမကောင်းသူဆိုင်ကယ်စီးတဲ့ကောင်ကမဲတုတ်ကြီးသူခါဖက်လို့မရဘူး
ကောင်ပခုံးလေးကင်လိုက်သွားကျွန်တော်လှမ်းကြည့်ပြီးပြုတ်ကြစရာရှိတော့ဒီကောင်ကြမှာပဲအဲ့လိုလေးတွေလည်းသွားရပါရဲ့ဒီတော့သွားရတဲ့ခီးစဉ်တွေကတော့မျိုးမျိုးပါပဲတခါတော့လေဟိုရွှေဘိုးသူကဟောပြောပွဲဖိတ်တော့အဲ့ဒီနားမှာလှတော့ဆိုတဲ့ရွာရှိတယ်73မိုင်ဝေးတယ်ကျွန်တော်ကညနေပိုင်းအားလို့ရွှေဘွားလူတွေကိုပြောတယ်ကျွန်တော်တို့လှတော့လိုက်ပို့ပါလားလို့ဆရာကြီးကဘာလုပ်ချင်လို့လဲတဲ့ဟောလှတော့သားတွေနဲ့စကားပြောကြည့်ချင်လို့ပါအဲ့လှတော့သားတွေကစကားပြောလို့ရှိရင်အလင်္ကာတွေနဲ့ပြောတယ်ရိုးရိုးမပြောဘူးဒီဥပမာအလင်္ကာနှိုင်းရှင်ပြတယ်ဝင်ကဝုဒ္ဓအလင်္ကာတဲ့မပြောဘူးတကွက်ကျော်သွယ်ကာဝိုက်ခါပြောတယ်အတိတ်တရားဝုဒ္ဓအလင်္ကာအကြီးကျယ်ကြီးတွေချက်ကားပြောတယ်မြမစာဂုံတူးရတဲ့ကလေးတွေသိမှာပေါ့မြမစာဂုံတူးမရလည်းသိကြမှာပါပဲကျွန်တော်ကတက္ကသိုလ်မှာမြမစာနဲ့ပွဲရတာအဲ့တော့ကျွန်တော်ကအဲ့ဒါတွေသိတယ်ဒီလာတော်သားတွေကဘယ်သွားပြီးသင်လို့တက်ပြီးသိနေတာတော့ကျွန်တော်စိတ်ထဲမှာတန်တရားရှိပါတယ်ဟုတ်ရောဟုတ်လို့လားလိုက်ပို့ပါတယ်ဟိုလူတွေကကျွန်တော်လာတော်သားတွေနဲ့အရှင်လက်လက်တွေ့ပြီးမေးမယ်ရောက်ပြီးလမ်းဆောင်မှာကျွန်တော်တို့ဘင်္ဂါကလေးကိုရက်တော့လာတော်သားကရွှေဘိုးစာပေဥက္ကဋ္ဌကလာတော်သားသူကလမ်းမြင်တယ်ဟုတ်ရှိမှာစူပါကတ်ဆိုင်ကလေးနဲ့ကိုကျော်မြင့်လာအောင်လမ်းခေါ်တယ်ကိုကျော်မြင့်ဆိုတဲ့လာတော်သားဆိုင်ကယ်ကလေးစီးပြီးတော့ကျွန်တော်ထိုင်နေတဲ့ကာပရင်ဘေးမှာရက်ရွှေဘိုးသားပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လာတော်သားနဲ့စကားပြောကြည့်ချင်လို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ဆိုတဲ့လာတော်သားကျွန်တော်ကြည့်ပြီးတော့ပြောပါတယ်ရပါတယ်ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲဘာမှန်းကိုမသိလှတော်သားဗျတဲ့မပြောဘူးလေဝင်ကဝုဒ္ဓိနဲ့ပြောတယ်ဘာဖြစ်လို့တော့လို့ကျွန်တော်မေးရသူတို့လှတော်သားချင်းအဲ့လိုမေးမရှုံးဘူးသူကွက်ချော်ပြောတာမလိုက်နိုင်လို့ရှုံးတယ်ရှုံးရင်ရှုံးမတတ်နိုင်ကိုမှမသိရကျွန်တော်တော့ဘာဖြစ်လို့တော့မေးဆရာကြီးစဉ်းစားကြည့်လေသွားဆရာဝန်နဲ့တွေ့ပါဇက်ကိုဖျဲမပြရဘူးလားဩပြရတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့ကျွန်တော်တို့နဲ့တွေ့ရင်လည်းကျွန်တော်တို့ကစကားပြောတဲ့ထဲမှာရည်စရာတွေပိုင်ဆရာကြီးကရည်အောင်မှာရည်ရင်ပါဇက်ကိုဖျဲပြသွားဆရာဝန်နဲ့တွေ့တယ်လို့ပါပဲ30လောက်ကြော်တာဗျာကျွန်တော်ပဲလိုက်နိုင်မလို့စာရေးဆရာမမီဘူးသူညံကိုတို့ကျွန်တော်သဘောကျတယ်ဟာလာတော့သာစစ်တယ်ကွာတွေ့နေပြီဟဲ့သူ့ကိုကျွန်တော်မိတ်ဆက်ပေးတယ်ဟိုမော်တော်ကားရှေ့ကမ်းမှာထိုင်းနေတာစာရေးဆရာကြီးဤကြကွေးပဲလို့အဲ့လိုလဲမိတ်ဆက်ရောဗျာလာတော့သာချက်ချင်းထွက်လာဟာဆရာကြီးနာမည်လည်းကောင်းလိုက်လားမနဲ့လင်းလို့လက်ဖေးဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံပဲနိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နဲ့ငုတ်တုတ်ခံလဲရကျွန်တော်သူ့ကိုချစ်တော့ကွေးကြီးလို့ခေါ်တယ်ကွေးကြီးမင်းခံလဲရလားကွာအေးခံရတယ်ကွာကိုယ့်ရဲ့သားလို့ခံရတာသဘောကျတယ်ဗျာဒါနဲ့လာဗျာလက်ဖိတ်ဆိုင်သွားစကားပြောလာတော့သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့လက်ဖိတ်တောင်းရင်စကားပြောတကယ်တော့သူတို့ပဲပြောတာပဲကျွန်တော်တို့ကနားထောင်နေရသူတို့ပြောတဲ့စကားတွေကိုနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တော့ဖြတ်မစီရဘူးစပိန်ငုတ်တူလေးနဲ့တွေ့ပေါက်သွားလိမ့်မယ်အတိတ်တရားဝုဒ္ဓိအလင်းကားအောက်ပြေအောက်ရသွားတော့အဲ့ဒါမျက်စိကမဲကွပြောတာနဲ့ငုံကြည့်တော့လေတံမှန်လေးတွေတန်းစီစိုက်ထားလိုက်တာ
အလူအိမ်မှာဖနက်တွေချွတ်ထားတာကြားနေတာပဲဥပမာလင်္ကာသူမြင်ဘူးတာလေးနဲ့နိုင်ခိုင်းတာလွယ်လွယ်လေးပဲအလူမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်တော့မူးမြက်ကံပြီးမေးတင်နေရတယ်ဟောဘာဖြစ်လို့တော့ငချောက်ကငံလွန်းလို့ရေတားငတ်တော့ရေဟိုးစဉ်ခဏခဏမသွားနိုင်တော့ပါဘူးမူးမြက်ကံပြီးမေးတင်ပြီးအော်တိုမက်တစ်သောက်နေရတယ်ငချောက်ဘလောက်ငံတယ်လဲအတိတ်တရားဝုဒ္ဓိသူကဝင်ကားဝုဒ္ဓိလည်းဖြစ်တယ်ငံเจ้าကိုတည်းမပြောဘူးတွယ်ဝိုက်ပြောတယ်စကားတခွန်းတည်းနဲ့အလင်္ကာနှမျိုးဖြစ်တယ်ဟိုးတော်လိုက်တာတော်တယ်လှရောသားကထဏောင်းမင်းရိတ်မှာနွားကြောင်ရင်အိတ်လူတယောက်ကဆိုင်ကယ်ပြတ်တော့ထဏောင်းမင်းရိတ်ကိုတွန်းဝင်လာတယ်ဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီးထင်းလို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံထုံမနှိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ဝက်လောက်ကြတယ်တထုံနဲ့နင်းနေတယ်လာတော့သားအိတ်လို့မရထလာတယ်ပြုတ်ဆရာကြီးနွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရတယ်ဆိုင်ကယ်ပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါလာတော့သားကစဘာတိုင်သွားပြီးတော့စဘာရောက်နေတိုင်မှုကငွေရပြေစာမသူများလက်မအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချတင်းလာတော့သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွရိုက်လိုက်ပြီးတာပဲတီးတဲ့ရှုပ်တာတော့မရှိတော့ပါဟောခမရတို့ကလည်းပြောတတ်လိုက်တာနော်လို့ရည်နေရတာပဲယောက်ျားတွေပဲပြောတတ်သလားမိန်းမတွေရောမပြောတတ်ဘူးလားကျွန်တော်မေးတော့လာတော့သားတယောက်ကပြောတတ်တယ်ပေါ့ဆရာကြီးဟာကျွန်တော်မိန်းမနဲ့ညံဖြစ်တော့ကြိတ်မောင်ပြောတာမင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကားသုံးတစ်စင်လူပြိုဖြစ်တယ်ကွာလို့ပြောတာကျွန်တော်မိန်းမချက်ချင်းပြန်ပြောတယ်ရှင်အမလေကားသုံးတစ်စင်နေအောင်မယ်ကျမတစ်ထက်မှဆင်းစရာမလိုအိမ်ပရင်းမောက်ကိုဖွင့်ပြီးတော့လက်ရက်ခေါ်လိုက်ရင်အပြိုဖြစ်တယ်ဖြစ်နိုင်တာပဲသူကဆက်ပြောသေးတယ်ဆရာကြီးကျွန်တော်မိမအဲ့လိုပြောပြီးတဲ့နေရာစားပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်နာအကောင်တွေဘယ်မှမသွားတော့ပါဘူးပရင်းမောက်ကိုစောင့်ကြည့်နေကြတာလက်ရက်ခေါ်ရင်ပြေးတယ်မှာခမရတို့နဲ့ပြောရလေရှိနေရတာပဲနော်လို့လာတော့သားတယောက်ကပြောတယ်ဟုတ်တယ်ဆရာကြီးကကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရည်နေတာပဲရည်နေတော့ကျမ်းပါတယ်ဗျဆေးရုံဆေးကံမလိုက်ရဘူးတဲ့ဒီလူတွေသိတယ်နော်ရဲချင်းသည်စိတ်ဖိစီးမှုတွေပျောက်တယ်ကျမ်းမာစေတယ်ဒါကိုသိတယ်အဲ့တော့ကျွန်တော်တို့စီမှာဆရာဝန်တွေပါရောက်လာမပြောဘူးခမရဘယ်ပြောမှလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရည်နေကြသူ့စီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခမရသူရောက်ပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးတာသေသွားတယ်ခမရဟိုးဒါမျိုးကတခါတလေဖြစ်တတ်ပါတယ်တဲ့ကျွန်တော်တို့ကပြဿနာမရှိပါဘူးနောက်9ရက်လောက်နေတော့နောက်တယောက်သွားပြီးဆေးထိုးရပြန်နေဆရာကြီးရဲ့သေတာပဲခမရဟိုး2ယောက်လောက်ကလည်းကာယမတော်ရင်ဇက်တိုက်ဖြစ်တတ်ပါတယ်ကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့နည်းနည်းကြောက်သွားတယ်ဗျာတလားလောက်ရှိတော့တယောက်ကသွားထိုးပြန်နေဆရာကြီးသေတာပါပဲဒါကြလည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်ဘယ်လိုတိုင်နှုံးဆိုတော့ဒီဆရာဝန်ကိုမြန်ပြောင်းရင်လည်းပြောင်းပေးပါပြောင်းမပေးနိုင်ရင်လည်းတင်ញိုင်းကုန်းကိုချဲ့ပေးပါအဲ့ဒါလှတော်သားတိုင်နဲ့နီးပါပဲသူအထက်လူကြီးကိုလည်းညာတာတယ်နီးလည်းနှစ်သွယ်တင်ပြတာကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျပြောင်းသွားတယ်ပေါ့ဆရာကြီးဟာတင်ញိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့အများကြီးပဲဗျသူတို့အဲ့လိုတွေပြောတတ်တယ်ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပြီးကြည့်လိုက်တော့ဟိုသစ်ပင်လေးတွေကစိမ့်ဆိုလို့
လက်ကွက်ထဲမှာရေလေးတွေဖွေးလို့ကျွန်တော်လှတော့ဆိုတော့အညာဒေသပူပြင်း6သွေးမှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေအကုန်သဘောကျတယ်ပြုံးလို့သူတို့ရွာချီးမွမ်းတာကိုလှတော့သားတယောက်ကပြောတယ်ဟောဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်သုံးမှနှစ်ခါရိုက်ရေထွက်တယ်ဆရာရဲ့ဒီလူတွေနော်ကျွန်တော်သိသဘောကျတယ်စာရေးဖို့ကောင်းတယ်ချက်တော်ရွေးချယ်မှုရှိတယ်ချက်ဖလို့မပြောဘူးချက်ဖအကောင်ကြီးတယ်ခြေတော်တုတ်တယ်ရရင်မတန်ဘူးမတန်တာမဟုတ်စိတ်ပါလက်ပါသိမရှိဘူးချက်မှပဲရှားနေတယ်ဒီကောင်ကချက်သုံးမှသာသမီဇောနဲ့ရင်ကလေးဖွင့်နေပြီဒင်းဆိုချတယ်အဲ့ဒါချက်ကိုသူတို့ရွေးချယ်တယ်တော်သားကျွန်တော်လည်းတော်သားသိတယ်ဟာတော်လိုက်တဲ့လူတွေအဲ့တော့ချက်သုံးမှနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမင်းနဲ့စပါကလင်မဲချိုးနေတယ်သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့ဝက်လက်မြို့မတူဘူးခမရ10မိုင်လောက်ပဲဝေးတယ်သူ့ကြတော့ရေရှားတယ်ခမရအဝီစီတွင်းဆိုတဲ့အတိုင်းပဲဟိုးဒေဝရငယ်ရိပ်ပုံတူရတယ်အဝီစီရောက်သွားထွက်လာတဲ့ရေကလည်းဘာငံတယ်လဲမမင်းနဲ့တို့မြုပ်တာရှာထားပြီးတော့ငံပြားရေချက်เสียမလို့ဝက်လက်ကြတော့နှိမ့်နေကျွန်တော်သဘောကြတော့ရီးတယ်ကျွန်တော်နဲ့တူတူပါလာတဲ့ရွှေဘုကစာပေဥက္ကဋ္ဌသူကလည်းကျွန်တော်နဲ့ရောတော့ပြီးအာပါရရီးတယ်အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိတယ်ဆရာကြီးတဲ့အဲ့ဒီရွှေဘုသားတွေအကြောင်းလည်းပြောအောင်မယ်ဟိုလူတွန့်သွားတယ်ဗျကျွန်တော်အားပေးပြောပါအဲ့ဒီရွှေဘုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော့မော်တော်ကားကြီးနဲ့ဖြတ်သွားကြတာဆရာကြီးရဲ့ဘောလုံးမွဲပြီးည9နာရီလောက်ကြတော့လှတော့ကိုဖြတ်ပြီးတော့ပြန်ရတယ်သူတို့နိုင်တဲ့ညဆိုရင်ဖြင့်ဆရာကြီးရဲ့တရွာလုံးဘယ်သူမှအိတ်လို့မရပွက်ကိုညင်လို့မေးစရာမလိုပါဘူးကျွန်တော်တို့ကသိပါတယ်ရွှေဘိုသားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးနေညကြရင်တော့ဆရာကြီးရဲ့ဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးငြိမ်တိတ်လို့ကျွန်တော်ထင်တယ်လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှကျွန်တော်ဖတ်မှန်တော့ငြိမ်လိုက်ပုံမြန်တရုပ်ဖော်တာရွှေဘိုသားမျက်နှာပြတ်သွားတယ်အဲ့ဒါကိုလှတော်သားတယောက်ကရိပ်မိပြန်တယ်ဒီလူတွေပါတယ်ဗျလူပါတယ်ဆရာကြီးကသူများသာပြောရတာပါကျွန်တော်တို့လှတော်အကောင်တွေလည်းမကောင်းပါဘူးရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲပါဘူးရွှေဘိုသားလည်းကျဉ်နှက်သွားတယ်အများကြီးပဲပြောရင်လင်းအောင်ပြောလို့ရတယ်ထားလိုက်တော့ပြီးခဲ့တဲ့3နှစ်ကတော့ကျွန်တော်ပင်လယ်ဘူးသွားဟောတော့လှတော်ဖြတ်ရတယ်ကားခဏရက်စမအောင်ကွာစကားလေးတခွန်းရကျွန်တော်ကားပေါ်ဆင်းသွားတယ်ဖိုးကြီးတယောက်လမ်းဘေးမှာလမ်းကျိတ်ဆက်ကြီးတစ်ခုရှိတယ်ရက်ထားတယ်အဲ့ဒါယူကြည့်နေတယ်ကျွန်တော်စကားမရှိစကားရှာသွားမေးတယ်ဦးလေးဘာကြည့်နေတာတော့သူလှည့်ကြည့်ပြီးတော့ဒီလမ်းကျိတ်ဆက်ကြီးကိုကြည့်နေတာပါဗျာလမ်းကျိတ်ဆက်ကဘာများဆန်းလို့လဲဦးလေးရဲ့ဆန်းတယ်ဗျအဲ့ဒီလမ်းကျိတ်ဆက်ကဂီယာဘောက်ကနောက်ကိုလှိမ့်လို့မရဘူးရှေ့ကိုတိုးလို့ပဲရတယ်လို့ပြောကြတယ်အဲ့ဒီဂီယာဘောက်ကိုဖြုတ်ငှားပြီးတော့စဘာစေးမှာတက်ချင်လို့စဘာစေးကနောက်ကြည့်လိမ့်နေတယ်ရှေ့ကိုမတိုးဘူးအဲ့ဒါလှတော်သားပဲကျွန်တော်သဘောကျတယ်ဒါနဲ့ဦးလေးအသက်ဘယ်လောက်ရှိပြီတော့မေးသူကနှလုံးခဏတောင်းနေထင်သွားလားမသိပါဘူးဗျာ89ပါဗျာအားလို့လည်းမရပါဘူးတဲ့အဲ့ဒီလူတွေလေအလွတ်ကိုမပေးဘူးကျွန်တော်သူ့ဓာတ်ပုံလေးရိုက်ပြီးတော့ယူလာခဲ့ပါတယ်ဒီเจ้าနေကိုကျွန်တော်ရေးပါတယ်လူရှင်တော်ချစ်စရာဆိုသိရနော်ပူပူလေးအဲ့ဒီမှာသူတို့ဟောပေါ့ policy ကားတကားသွားရိုက်တယ်သွားရိုက်တော့ဒါရိုက်တာကပြောတယ်ရွာသားတွေကိုရွာသားတွေလည်းပါမှာကိုပါမှာဆိုတော့အေးခင်ဗျားတို့ကျွန်တော်သေသေးချာချာလောက်ကြနော်ဒါက policy ကဗျ
ဒါရိုက်တာပြောတယ်အဲ့တော့ဒါရိုက်တာရဲ့တပည့်ကနေ